အားလုံးမင်္ဂလာပါထပ်ပြီးတော့ခါတခဏစကလုံးတွေကိုထပ်ပြီးလေ့လာမှာဖြစ်တယ်ဒီနေ့မှာတော့စာရှိစုဆယ်စုတာကြည်စစ်တဲ့တို့နဲ့ထပ်ပြီးတော့10လုံးဖြစ်တယ်ပေါ့နော်အဲ့တော့ဟိဒကနာတော့ကတော့ကိုကစပြီးတော့အခုမှဂျပန်စာစတင်နေဆိုတဲ့ရွယ်ချက်ကြောင့်เนาะဖြည်းဖြည်းချင်းစီသွားလိုက်တယ်ပေါ့နော်ခါတခဏမှာကြာလို့ရှိရင်ကိုကအတန်ထွက်တွေလည်းတည်နေပြီရေးပုံရေးနည်းသဘောတရားကိုလည်းတည်နေပြီဆိုတဲ့အကြောင်းခက်သွက်လေးနဲ့เนาะခက်မြန်လေးပြီးသွားအောင်အတွက်မြန်လေးသွားမယ်ပေါ့နော်အဲ့တော့စူးစမ်းပြီးတော့ဒီခါတခဏစကားလုံးတွေကိုသေချာလေးเนาะလေ့ကျင့်ပေးထားပါအဲ့ဒီမှာဆိုရင်စဟုတ်ပြီเนาะစဆိုလို့ရှိရင်ရေးချက်က3ချက်เนาะ1 2 3ချက်ဆွဲမယ်ဟုတ်ပြီเนาะရှိမှာဆိုလို့ရှိရင်เนาะရှိမှာဒီအပေါ်ကအရင်ဆွဲမယ်เนาะ1 2ဒီအောက်ကသူကဒီနေရာလေးမှာတွေ့လားเนาะဒီနေရာလေးနဲ့ဒီနေရာလေးကเนาะနည်းနည်းလေးနော်ကွက်တီလောက်ကြာရင်ဒီအောက်ကိုအထိမရောက်သွားဘူးဒီဘက်ထိရှော့ပြီးမထွက်သွားဘူးเนาะဒီအောက်နားလေးရပဲအပေါ်လေးကိုတင်မယ်အဲ့တော့ကိုစာအုပ်ထဲမှာဆွဲတဲ့အခါမှာစမိုင်းเนาะအပြုံးပုံလေးဖြစ်နေလိမ့်မယ်เนาะစာအုပ်မှာဆွဲတဲ့အခါမှာကိုကအပြုံးပုံလေးစမိုင်းပုံစံလေးနဲ့စင်လေးတူနေလိမ့်မယ်เนาะနောက်စုကကြတော့တစ်ချက်ဆွဲမယ်နောက်သူကိုဖြတ်ချမယ်နှစ်ချက်နောက်ဆက်မှာဆိုရင်လို့ဆွဲမယ်တစ်ချက်နှစ်ချက်ဆွဲမယ်ဟုတ်ပြီเนาะနောက်ပြီးတော့စို့ဟုတ်ပြီเนาะစို့မှာဆိုရင်တစ်ချက်နော်ဒီမှာကြတော့ဒီရှိမှာတော့ကကြတော့အောက်ကနေပင်တာနော်အောက်ကနေပင်တာအဲ့တော့ဒီမှာစို့မှာကြတော့အပေါ်ကနေအောက်ကိုဆင်းမှာနော်အဲ့ဒါလေးသတိထားမယ်အဲ့တော့ရေးချက်ကမှားလို့မမှားအောင်သတိထားပြီးဆွဲပြီပေါ့နော်မှားလို့တော့မှားလို့မမှားတာအကောင်းဆုံးပေါ့နော်မှားလို့မရဘူးပေါ့နော်မမှားဘဲနဲ့ဒီတိုင်းလေးဆွဲဘာလို့လဲဆိုတော့နောက်ထပ်ဒီပုံစံလေးစင်တာလေးနည်းနည်းရှိတဲ့အတွက်ကြောင့်ပေါ့နော်ဟုတ်ပြီဆက်ပြီးတော့ကြည့်မယ်ဒီမှာဆိုရင်တဟုတ်ပြီနော်တကကြလို့ရှိရင်တဆိုရင်ဘာနဲ့တူလဲဆိုတော့ရှစ်မှာရေးခဲ့တဲ့ခုနဲ့တူတယ်နော်ခုမှာ तू ကနော်ခုနဲ့တူတယ်ခုမှာ तू ဒီမှာဘေးကဖြတ်လိုက်တာအလဲကဖြတ်လိုက်တာတခုပေါင်းလိုက်တယ်ဆိုရင်ဘာလဲတဖြစ်သွားတာပေါ့နော်အဲဆိုရင်ဒီမှာဒါတဒီမှာဆိုရင်ကြည့်နော်ကြည့်ဆိုလို့ရှိရင်ကြည့်နော်ကြည့်ဆိုရင်တစ်ချက်နှစ်ချက်သုံးချက်နော်လွယ်ပါတယ်ဒီမှာဆိုရင်နောက်ပြီးတော့တာကြည့်သဟုတ်ပြီနော်သလာပြီအဲ့တော့သမှာကြာလို့ရှိရင်ရေးပုံရင်းကြီးကတစ်ချက်နှစ်ချက်အပေါ်ကနေနော်အပေါ်ကနေအောက်ကိုဆင်းမယ်နော်အဲ့တော့ဒီဆိုတဲ့အတန်ထွက်ဒီဆိုတဲ့ရေးချက်နဲ့ဒီရှိဆိုတဲ့ရေးချက်နဲ့မှားကြတာများတယ်အဲ့တော့ဒီရေးချက်နှစ်ခုကိုဒီအဓိကဒီရေးချက်နှစ်ခုသတိထားမယ်ရှိမှာကြတော့နော်1 2အပေါ်ကနေအရင်လာတယ်နောက်ပြီးတော့မှအောက်ကနေအပေါ်ဝိတ်တက်တာဒီမှာဆိုရင်မှာကြတော့ဘေးကနေလာတာနော်ဘေးကလာတာနော်ဘေးကလာပြီးတဲ့ခါမှာအပေါ်ကနေပြီးတော့အောက်ကိုဆင်းတာအဲ့တော့အဲ့ဒီရေးချက်နှစ်ခုကမှားတဲ့တာများတယ်အဲ့တို့ကြောင့်သတိထားမယ်နော်နောက်တစ်ခုကတက်ရလဲလွယ်တယ်တစ်ချက်နှစ်ချက်သုံးချက်ဆွဲရုံပဲဟုတ်ပြီနော်နောက်တို့ဆိုရင်မြင်းဖြောင်းဆွဲမယ်ဘေးကနေပြီးဖြတ်ချလိုက်မယ်တို့ဟုတ်ပြီနော်အဲဆိုရင်ဒီမှာရှိနဲ့စွနဲ့ကိုနိုင်ပြီးပြထားတာနော်ရှိမှာဆိုရင်အပေါ်ကနှစ်ချက်လာပြီးတော့မှအောက်ကနေတက်တယ်မယ်စမိုင်းပုံစံလေးဖြစ်မယ်ဒီမှာဆိုစွမှာကြာလို့ရှိရင်ဘေးကနေလာမယ်ဘေးကလာပြီးတဲ့ခါမှသူ့ရဲ့နော်အပေါ်ကနေအောက်ကိုဆင်းမဲ့ပုံစံပေါ့နော်အဲ့တော့နှစ်ခုကစာအုပ်ထဲမှာရေးတဲ့ခါမှာနော်နည်းနည်းလေးစင်နေလိမ့်မယ်စင်တဲ့ခါကျဒီနှစ်ခုကိုမမှားနဲ့ပေါ့နော်ဟုတ်ပြီဆိုရင်စာရှိစုဆယ်စို့တာကြည်စတဲ့တို့နော်ရေးခုနော်အဲ့တော့ဒီနောက်ထပ်10လုံးပေါ့နော်တို့အထိရပြီပေါ့နော်